မငရအားမင်္ဂလာပါရှင်ခိုင်ရဲ့တတောင်မီစားဖို့အတွက်မုတ်ပြားလေးလှုပ်ရှားထားတဲ့ဝီဒီလေးဖြစ်ပါတယ်အခုခိုင်လောက်မဲ့မုတ်ပြားလေးကိုပေါ့ဝတ်သားကနန်းချောင်းနဲ့လောက်မှာဖြစ်ပါတယ်ဒီမုတ်ပြားလေးနဲ့လိုက်ဖက်တဲ့အချီရည်စီဖို့နဲ့စားရတာပေါ့နော်ကဲပထမဦးဆုံးလုပ်နေကြတာပေါ့နော်ခိုင်လို့ဒီမုတ်ပြားကိုပေါ့နော်အရင်ဦးဆုံးလိုက်မှာဖြစ်ပါတယ်မုတ်ပြားထဲမှာဒီဝတ်သားအချီပေါ့နော်အရင်ထည့်ပေးရမယ်ပြီးရင်ကနန်းချောင်းကိုအပေါ်အနေပြန်ထည့်ပေါ့နော်ကဲကနန်းချောင်းနဲ့ဝတ်သားထည့်ပြီးသွားပြီဆိုခိုင်တို့ဒီမုတ်ပြားကိုလိုက်လာမှာမုတ်ပြားကိုလိုက်တဲ့ခါကျရင်ခိုင်တို့ဒီရေတက်အောင်ပေါ့နော်နည်းနည်းစွတ်ပေးခိုင်တို့တော့ပြောတဲ့ခါကျရင်မကွာရအောင်ပေါ့ဒီဝတ်သားမုတ်ပြားလိုက်ကိုပေါ့နော်ထိုင်းမှာဆိုရင်နာမည်ကြီးကြတယ်ပေါ့နော်လူတော်များများလည်းကြိုက်ကြတယ်ခလေးလူကြီးမရွေးပေါ့နော်စားသုံးနိုင်တဲ့အစားအစာတစ်ခုပေါ့တဲမုတ်ပြားလေးလိုက်ပြီးသွားပြီဆိုတော့ခိုင်တို့ရေနွေးတည်လိုက်မယ်ပေါ့ရေနွေးကိုတည်လာတဲ့အချိန်မှာခိုင်တို့အချင်းရည်တော့ဆက်ဒီမုတ်ပြားလေးနဲ့လိုက်ဖက်တဲ့အချင်းရည်ကပေါ့နော်ဒါစီဖို့အချင်းရည်ပဲဖြစ်ပါဝင်တဲ့ပစ္စည်းကတော့လူတော်များလည်းသိကြမှာဖြစ်မြုပ်တီးစိန်ကြက်သွန်ဖြူတမရရဲ့အချိုမောက်ခညက်နနန်ပေမရှိတော့ဒီနေ့ခိုင်ရနနန်ပေမထည့်တာတဲထားရေနွေးစုလာပြီဆိုတော့ခိုင်တို့ဒီမုတ်ပြားပေါ့နော်အိုးထဲထည့်လိုက်မှာဖြစ်ပါတယ်ဒီမုတ်ပြားလေးကိုပေါ့နော်အိုးထဲထည့်တဲ့အချိန်မှာခိုင်တို့မီးလေးနဲ့ရှော့ပေးရခိုင်တို့မုတ်ပြားကိုအကုန်ထည့်ပြီးသွားပြီမီးလေးနဲ့တင်လိုက်မှာမြုပ်နေတဲ့မုတ်ပြားတွေပေါ့နော်ရေစူပြီးပေါ်လာပြီ3မိနစ်လောက်ထပ်ပြုတ်ရမှာဖြစ်ပါတယ်ပြုတ်ထားတဲ့မုတ်ပြားလေးကျက်သွားပြီဆိုခိုင်တို့ဆယ်လိုက်မှာပေါ့နော်ဆယ်ပြီးသွားပြီဆိုရင်မုတ်ပြားလေးကိုပေါ့နော်တစ်ခုနဲ့တစ်ခုမကန့်အောင်ခိုင်တို့စီကျန်နဲ့ပြန်ရောတာဖြစ်ကျက်သွန်ဖြူစီကျန်အနက်လေးမမွေးနဲ့ချင်းငံဆက်အချင်းရည်စီဖို့နဲ့အရန်ကိုလိုက်ပြီးစားကောင်းတယ်မုတ်ပြားဝတ်သားလေးလုံနီလေးတစ်မျိုးဖြစ်ပါတယ်ရှင်ရေမကက်ရေမလိုက်ပဲပဲ